ဖယ်လာရုသမ္မတနိုင်ငံမစ်မျိုးတို့နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာမတ်လ9ရက်နေ့ဒေသစံတော်ချိန်မွန်းလွဲပိုင်းမှာဖယ်လာရုနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌမစ္စတာအီဂေါပက်ထရိုဗစ်ဆာဂန်ကိုနဲ့မစ်မျိုးရှိအမျိုးသားလွှတ်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ရှေးဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်အားဘယ်လာရုနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကကြိုဆိုနှုတ်ဆက်ပါတယ်။အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကလွှတ်တော်ဧည့်သည်တော်မှတ်တမ်းစာအုပ်မှာမှတ်တမ်းတင်လက်မှတ်ရေးထိုးပါတယ်။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာအမျိုးသားလွှတ်တော်အတွင်းလဲလှယ်ကြည့်ရှုလေ့လာရာဘယ်လာရုနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလိုက်လံရှင်းလင်းပြသပါတယ်။အဲဒီနောက်အစည်းအဝေးခန်းမမှာတွေ့ဆုံပြီးနိုင်ငံလွှတ်တော်များအကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များမှာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများဘယ်လာရုနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲမှာမြန်မာနိုင်ငံမှာကိုယ်စားလှယ်အဖွဲ့များလာရောက်လေ့လာခဲ့မှုနဲ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပချိန်မှာဘယ်လာရုနိုင်ငံမှာလေ့လာစောင့်ကြည့်ရေးအဖွဲ့များဆင့်လွှတ်သွားမယ့်အခြေအနေများနှစ်နိုင်ငံလွှတ်တော်2ရက်အကြာချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့ပတ်သက်ပြီးရင်းနှီးဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။